This is our tourist. This is our One of the best. from us. My Eastern. ကျွန်တော်တို့အခုဆိုလို့ရှိရင်ပေါ့နော်108မီတာမြင့်တဲ့တောင်ကဘာကိုပေါ့နော်တောင်ကဘာမှာကျွန်တော်တို့ဓာတ်လေကားဆင်ထားတယ်ဓာတ်လေကားဆင်ထားပြီးတော့ကျွန်တော်လူတွေကိုအောက်ကိုဆင်းလို့ရအောင်တော့ပေါ့နော်just 8 meter လား108မီတာရှိတယ်ဓာတ်လေကားတောင်တော့ကိုမြင်ပါတယ်ကျွန်တော်တို့အောက်ကိုဆင်းပြီးတော့ကြည့်ရအရင် red ground တော့ပေါ့နော်ဒီတရုတ်အစိုးရအနေနဲ့စီစဉ်ထားတာပြည်တော်ပေါ့နော်ဆိုတော့108မီတာပြီးလို့ရှိရင်ဓာတ်လေကားထူးဆန်းနေတာကျွန်တော်ရိုးရိုးကြာသွားတာမဟုတ်ဓာတ်လေကားပြီးပြီးဆင်းသွားတာအခုကျွန်တော်မြန်မာမှာမတွေ့ရဘူးဟုတ်ကဲ့ပါကျွန်တော်ရှိမှမရှိသေးဘူးလို့မျိုးတွေပေါ့ဟုတ်ပါတယ်အဲဒီရတဲ့အရန်ကောင်းတယ်ပြီးရှုခင်းကအရန်ကိုကောင်းတယ်ဗျာတောင်တွေကိုပြလာတောင်တွေကိုသူတို့ကမတိန်နေဝေါ်သူတို့ဘယ်လိုပြောဟိုတော့စကားကိုထိန်းထားတယ်နော်ကျွန်တော်တို့ဒီမှာကျိုးမကြောက်ထိန်းထားတာနေထိန်းနိုင်ငံကြီးထိန်းထားအရန်ကိုမိုက်နေတယ်အပေါ်မှာဟိုပေါ်ထိတ်ကြည့်အောင်တော်မိုက်တယ်ပေါ်ထိတ်ချောင်လောက်တာခင်ဗျာဒီထိန်းတဲ့နေရာတွေကဒါဈေးတော်ကြီးမယ်ဒီကောင်ကဘယ်လိုမလဲဈေးပြီးလို့ရှိရင်ဤပညာပိုင်းကွာမယ်ပြီးတော့ကျွန်တော်တို့ဒီတောင်တွေရဲ့အနေထားရကြည့်ကြည့်လားကျွန်တော်ဟိုဘက်မှာဆိုရင်တန်စရာတွေလုပ်ပေးထားတယ်ဟိုဘက်အစွန်မှာဆိုလို့ရှိရင်တန်စရာတွေလုပ်ပေးထားတယ်ဟုတ်တယ်ဟိုအများကြီးတော့ပေါ်ထီအောင်ဟိုမြေတယ်ဟိုတောင်ထိတ်ချောင်လုပ်ပေးထားတယ်ဟုတ်တယ်တောင်ပေါ်ထီအောင်လုပ်ပေးထားတယ်တောင်အပေါ်ကကြည့်ရရှုခင်းတယ်တောင်အောက်ကရှုခင်းတယ် different ဖြစ်တယ်ပေါ့နော်တောင်အောက်ကရှုတိတဲ့ရှုခင်းကပိုမိုက်တယ်ဟုတ်တယ်ခင်ဗျာကျွန်တော်ဒါကိုနဲ့ထိတွေ့ပြီးတော့ကြည့်ရမယ်ကျွန်တော်စိုးစိုးကကျတော့အပေါ်ကရှောက်လာတယ်အပေါ်ကရှောက်လာတဲ့အခါကျနည်းနည်းအလန်းဝေးတော့ပေါ့နော်ကိုနဲ့ထိတွေ့ပြီးတော့ရှေ့မှာဒီတင်းတင်းမြင်းမြင်းမြင်ရတယ်ပေါ့နော်ဘလို့မျိုးစားလေးဆိုဒီမှာကြောင့်တောင်တွေဝင်းရနေရတွေ့တယ်နော်ဗျာဟုတ်ပါတယ်အကုန်လုံးကတောင်လေးကြီးပါလေတော့ချက်တယ်တောင်လေးကြီးဒီဘက်ကတောင်လေးကြီးပါပဲတောင်လေးကြီးပါအကုန်လုံးတောင်လေးကြီးပါပြီးတော့ဒီနေ့ကကြံကောင်းတယ်ဒီနေ့ကမိုးမရွာဘူးနော်မိုးမရွာတော့ဒီနေ့မိုးမရွာရာသီဥတုကလည်းအရန်ကောင်းတယ်ကျွန်တော်16 degree Celsius ရှိပါတယ်နော်ဆိုတော့အပူချိန်ကပေါ့နော်16 degree ပဲရှိတယ်ဒါသူ့ရဲ့အမြင့်ကဘယ်လောက်ရှိလဲလို့သူ့ရဲ့အခုအမြင့်ကျွန်တော်တို့လေးရဲ့အမြင့်က108မီတာပေါ့နော်ဒါနဲ့အထက်မှာတောင်ထက်ရှိသေးတယ်ပုံမှန်ရှိသေးတယ်အပေါ်တောင်ထက်ရှိသေးတယ်ပုံမှန်ရှိတယ်ဆိုတော့မရှိဘူးဆို100အစိတ်တော့ကိုရှိမှဖြစ်မှာခမန်းကြီးပဲ100အစိတ်ဟို130တော့ရှိဟုတ်တော့ခမန်းကြီးပဲဖြစ်ရတယ်အထက်မှာတောင်ထက်ရှိတယ်ဒါအောက်ကကြည့်လိုက်တော့အပေါ်ပါတက်ပြီးတော့ထပ်မြင့်ပါဒီထက်ဟုတ်ပါတယ်ကဲဒီနေ့မှာခုနကတော့ကျွန်တော်တို့အတင်းက group photo ရိုက်မယ်လို့ပြောကျွန်တော်စောင့်တယ်ဟုတ်တယ်ကျွန်တော်တို့ပထမဦးဆုံးဆင်းလာတယ်နော်ဆင်းလာပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အဖွဲ့ကိုစောင့်ပါတယ်စောင့်လို့ရှိရင်ကျွန်တော်ဒီအကောင်မှာ group communicate ရဲ့ group photo ရိုက်တယ် Yeah I'm sorry ခုမှလူတွေကဒီမှာဟုတ်တယ်ကိုအမတ်တရားဓာတ်ပုံရိုက်တယ်ပြီးတော့ foreigner တိတက်မဲ့လာတယ်နော်ဒီနေ့က foreigner တိတက်မဲ့လာတယ်လေပတ်လာတယ်ပေါ့နော် foreigner ဆိုသူတရုတ်နိုင်ငံသားလည်းလာတာပေါ့နော်တခြားနေပြည်လည်းပြီးလာကြတယ်ဟိုခြုံရှင်းကိုရောက်ခဲ့ရင်တော့ဒီနေရာတော့မလာမဖြစ်လာဖြစ်နေလို့မြင်တယ်ပေါ့နော်ဒီနေရာဟုတ်ပါတယ်ကျွန်တော်တို့လည်း feedback ပေးချင်တယ်ကဒီနေရာလေးကဒီလည်းကောင်းတယ်ရောက်တင်တယ်ပေါ့နော်ရောက်တဲ့နေရာမျိုး engineer တွေဆိုတဲ့ item ပဲဆောက်လို့ရသူတို့ရဲ့ဆောက်လို့ရနီးပညာတွေလေ့လာရတယ်သူတို့မြေထိန်းနေရတယ်အောင်လို့ဒါအရင်တော့သူတို့ထိန်းခဲ့တဲ့နေရာတွေတော်ကြာပြီလုံခဲ့တဲ့နှစ်30နှစ်40လောက်ပါကြာရောပေါ့အခုမှဆောက်လာတာမဖြစ်နိုင်ဘူးပေါ့ကြာပြီဒီဓာတ်တွေကတော့ဒါအခုမှလောက်လိုက်တာပေါ့ဟုတ်ပေါ့ဓာတ်တွေကပြီးအလုံးကြီးကျွန်တော်တို့ကြည့်ရဓာတ်တွေကဆိုလို့ရှိရင်4000ပြားပြီးဓာတ်တွေကလည်းအလုံးကြီးအလုံးကိုလဲပြီးစင်ကြလဲပြီးတက်တယ်လဲပြီးစင်းတယ်ဒီနေရာတော့ဥပမာဆန်းတော့ဥပမာစမ်းချောင်းရှိနေတာလေတောင်ဆိုတော့နော်တောင်ကြားဆိုတော့သူတို့စမ်းချောင်းနောက်ထပ်ရှူထက်ရှိပြီးတယ်ခင်ဗျာဒါကျွန်တော်တို့ကအောက်ထရောက်မရောက်သေးဘူးအောက်ထရောက်မရောက်သေးဘူးဒီမှာ dry လက်ရှိရဟုတ်ပါတယ်ဒီမှာသူတို့ကကျွန်တော်တို့ခီးသွားတဲ့လူတွေအပေါ်လေးသွားဖို့အတွက်လည်းဆင်ပေးထားတယ်ခင်ဗျာရန်တော့မဝေးဘူးပေါ့ကျွန်တော်ကားနဲ့လာလို့ဆိုလို့ရှိရင်မိနစ်20လောက်ပဲရှိမှတင်တယ်အောက်မှာတော့တော်တော်လေးပါဆင်ပေးလို့ပြည့်ထားတယ်ဒီနေရာမှာတော့ကျွန်တော်တို့ထင်တာစားတော့ဆိုင်တော့မရှိတော့ဘူးခင်ဗျာစားတော့မရှိတော့စားတော့ဆိုင်မရှိတော့ဘူးသူကအဓိက view တွေကိုပြချင်တယ်လေ view တွေပြချင်တယ်လေပတ်ဆိုတော့စားတော့ဆိုင်တွေရှိမှာမဟုတ်တော့ဘူးတဘာဝကျွန်တော်ဘယ်လိုပြောမလဲတဘာဝအတိုင်းပဲရှိတယ်ပဲနောက်တစ်ခုကကျွန်တော်စားတော့ဆိုင်တွေရှိမယ်ဆိုလို့ရှိရင်ဒီစားတော့ဆိုင်တွေရဲ့ကျွန်တော်တို့ချက်တွေပြုတ်တယ် waste တွေနောက်တစ်ခုကကျွန်တော်ဒီမှာရှိတဲ့မီးခိုးအငွေ့တွေပါတော့ဒါတွေကတဘာဝပုံရင်းချင်းကိုအနောက်ဆက်ဖြစ်စေတယ်ထင်တာပေါ့ကျွန်တော်သိရတော့စားတော့ဆိုင်လုံးဝမရှိဘူးခင်ဗျာအောင်နောက်တစ်ချက်ကဒီပတ်ဝန်းကျင်မှာကြီးကြီးတာအမိုက်လုံးဝမရှိဘူးကျွန်တော်နိုင်ငံဆို public area တော့အမိုက်ပြစ်မယ်ပေါ့နော်အမိုက်ပြစ်မယ်ဒီမှာကျတော့အမိုက်လုံးဝတော်တော်ကြီးရှင်းနေတယ်သူတို့ရဲ့တော်တော်ရှင်းနေတာတန်ရှင်းပဲလောက်ထားတာဒါမှမဟုတ်သူတို့ကလူမျိုးရတယ်စီကံရှိတာပေါ့နော်အဲ့ဆက်တော့ရှိတယ်ရေတော့ဒီနေရာကိုအတွဲနဲ့လာရင်လည်းမဆိုးဟန်နီမွန်းပေါ့နော်အေးစီရဲ့ကွန်ပျူတာဆိုအေးစီနားလို့ရတယ်ပေါ့နော်အေးစီနားယူတော့တရားရောက်ခံစားအေးစီတားကြတဲ့လူတွေဆိုအေးစီသမားတွေပေါ့
ဆိုကြတော့လည်းအတက်လိုက်ကိုကြားတဲ့လူကြတော့ city area ဆို ဟုတ်ပါဘူးဒါပေမဲ့ဒီနေရာမှာနောက်တစ်ခုထပ်ပြောချင်တာကျွန်တော်တို့ဆိုလို့ရှိရင်ဒါတကယ်အခုကလုပ်ငန်းခွင်မှာလုပ်နေလို့လုပ်နေတယ် pressure တွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အားလိုက်ရလိမ့်မယ်ဒီလိုနေရာလေးမှာလာပြီးရှင် relax လုပ်လိုက်100% clear ဖြစ်သွားပြီ pressure တွေအကုန်လုံးပြီးတော့ကျွန်တော်ထောက်ခံယာဒီဝူးကိုအရန်ကြိုက်တယ်ဒီတူရဲ့ layer လည်းတန်ရှင်းတော့ fresh ဖြစ်တယ်ပေါ့ဗျာစိတ်ကိုရှင်လန်းစေတယ်ခုမှ pressure ဆိုဘာမှမသိတော့တဲ့အနေအထားမျိုးရောက်သွားလိမ့်မယ်ဟုတ်တယ်အဲကြတော့ကျွန်တော်တို့တင်နေတဲ့ feedback ပေးချင်တာကဒီနေရာကိုဖြစ်နိုင်လို့ရှိရင်လာရောက်ပြီးလေပတ်ဖို့ပေါ့တနေ့တစ်ချိန်လောက်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ထင်တာဒီနေရာကတောင်ကြီးတော့ဖြစ်နိုင်တယ်တောင်ကြီးကဟိုးအောက်ဆုံးမှာရှိမယ်ဟုတ်တယ်အောက်မှာတောင်ကြီးမှာတောင်ကြီးနည်းနည်းလေးကြံသေးတယ်အောက်မှာအခုနည်းနည်းပြလိုက်ပါအောင်တောင်ကြီးအောက်ကိုတောင်ကြီးကကျွန်တော်အောက်မှာပေါ့နော်အခုကျွန်တော်တို့ပြခဲ့တာက first break သူ့မှာ break က3ခုရှိတယ်အခုကျွန်တော်ပြခဲ့တာက first break နောက်ထပ်နှစ်ခုထပ်ပြအောင်မယ်ခင်ဗျနောက်ထပ်နှစ်ခုထပ်ပြအောင်မယ်ဆိုတော့ဒီဟာကအလက်လောက်ပဲရှိမှထင်တာပဲကျွန်တော်အောက်မှာထပ်ဆင်းရအောင်မယ်နောက်ထပ်အောက်ကိုထပ်ဆင်းပေးရအောင်ဟုတ်တယ်ကျွန်တော်စိုးကတော့လာခဲ့တဲ့နေရာရှိတယ်အဲ့နေရာရဲ့ opposite side မှာဆိုလို့ရှိရင် lift ရှိတယ်ကျွန်တော်အဲ့ကနေအပေါ်ပြန်တက်မဲ့သဘောရှိတယ်ဘာလို့ဆိုတော့သူကဒီပြချင်တဲ့ view တွေသူတို့ရဲ့အရင်တော့ကတဘာဝအတိုင်းပဲသူတို့ရုပ်ရှင်တွေရိုက်ခဲ့တာတွေရှိမှာပေါ့နော်အဲ့ဒီနေရာတွေပြချင်တဲ့အနေနဲ့သူဒီနေရာကိုသမင်တက်ကိုဖန်တီးပေးထားတယ်ကျွန်တော်တို့ဒီလာကြည့်ဖို့အတွက် visitor တွေလာကြည့်ဖို့ foreigner တွေလာကြည့်ဖို့သူ့နိုင်ငံရဲ့တဘာဝအလှအောင်နော်ကျွန်တော်ပြောချင်တာကျွန်တော်တို့နိုင်ငံမှာလည်းဒီလိုရှုခင်းတွေအများကြီးရှိပါတယ်လို့နော်အခုနိုင်ငံရေးအခြေအနေအရကျွန်တော်တို့ဆိုလို့ရှိရင်ဘောဓကမှာမြကြီးနားဘက်တို့ကချင်ပြည်နယ်ဘက်ဆိုလို့ရှိရင်အရန်လှပတဲ့ຢာရှိမယ်ကျွန်တော်တို့ရခိုင်ရိုးမတွေအရန်လှပတဲ့နေရာတွေရှိမယ်ဒီလိုလေးတာလုပ်ပေးနိုင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်နိုင်ငံတစ်ခုတည်း income တစ်ခုပဲဖြစ်လာမယ်လို့မျှော်လင့်ပါတယ်ဟုတ်တယ်ကျွန်တော်နိုင်ငံဒီလိုနေရာကျွန်တော်အများကြီးရှိတယ်ကျွန်တော်နိုင်ငံဒါပေမဲ့ကျွန်တော်နိုင်ငံပတ်ဆိုင်ရမတက်နိုင်တာလူရောက်သွားနေတာအဲအကြောင်းဟောဖြစ်တယ်ရောက်ဒီထုံရှင်းကြလူဦးရေက9တန်းရှိအောင်သူ့ဒေတာကလူဦးနေတယ်လေပတ်လို့ရတယ်စီးပွားရေးအဲကျွန်တော်နိုင်ငံလည်းအဲ့လိုဖြစ်လာဖို့တော့မျှော်လင့်ပါတယ်အဲကြောင့်ဒါတော့တောင်းပေါ့နော်ဟိုဘက်တော့မပြတော့ဟိုဘက်ကကျတော့ဒါအနေများဟိုဘက်တော့တိတ်မသွားတော့တောင်းအပေါ်မှာတောင်းရှိသေးတယ်ထပ်ပြီးတော့တောင်းရှိသေးတယ်ပေါ့နော်ဒီဒါအောက်ထပ်မှာရှိုးအောက်ထပ်မှာရှိုးထက်ရှိသေးတယ်ဒီကောင်ဒီတောင်းကထပ်ပြီးတော့တော်တော်မြင့်တယ်တောင်းမီတာဟို300လောက်ရှိမှာလေနော်မီတာ300လောက်ပေါ့မီတာ300လောက်ရှိနိုင်တယ်ခင်ဗျာဘာလို့ဆိုကျွန်တော်တို့ဒီစီလာထားတော့မီတာ130လောက်ရှိတာဆိုတော့ဟုတ်တယ်130လောက်ရှိတာဆိုတော့အောက်မှာကျွန်တော်တို့ကြံနေတယ်တစ်ဆင့်ပဲရှိတယ်နောက်တော့2ဆင့်ကြံနေတယ်ဟုတ်တယ်ကဲဘာလို့ချုံရှင်းလာရင်ဒီနေရာတော့မဖြစ်မနေလာခဲ့ဖို့ကျွန်တော်တို့တိုက်တော့ပါတယ်နော်ကျွန်တော်တို့ဒီနေရာပေါ့ခြုံချင်းနေရာရဲ့သူတို့ဘာခေါ်တော့ဝူလုံလို့ခေါ်တယ်သူတို့ခေါ်တော့ဝူလုံနဲ့ဒီ area ကဝူလုံပေါ့ဒါပေမဲ့ဝူလုံကလည်းခြုံချင်းရဲ့ဒီသူ့ရဲ့ area အစိပ်ပိုင်းတစ်ခုပေါ့နော်ဟုတ်တယ်အဲ့ဒီဟာကကျွန်တော်တို့ဒီ shooting တွေပါရတဲ့ဟာကခြုံချင်းရဲ့ဝူလုံဆိုတဲ့နေရာนี้မှာပဲသူတို့လုပ်ကြပါတယ်လို့ကဲအားလုံးကျေးဇူးတင်ပါတယ်ပြီးကြမှာနောက်ထပ်တနေရာရောက်ရင်ကျွန်တော်တို့ထပ်ပြီးတော့ထပ်တွေ့ပါမယ်